မင်္ဂလာပါကျွန်တော်ဒီနေ့ share လုပ်ပေးမယ့်အကြောင်းအရာလေးကကျွန်တော်နောက်ဆုံးထုတ်ထားတဲ့ ACME technique question answer bottom 5စာအုပ်ထဲရပါတော့မေကုန်းနံပါတ်3ဖြစ်တဲ့ issue တွေကိုကျွန်တော်တို့ဘယ်လို classify လုပ်မယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော် share လုပ်ပေးပါမယ်အဓိကကျွန်တော်တို့ issue တွေဟို communication ကကျွန်တော်ခွဲမယ်ဆိုတော့ကျွန်တော်ရှင်းမျိုးခွဲလို့ရပါနံပါတ်1 horizontal issue နံပါတ်2 vertical issue နံပါတ်3က draw through issue နံပါတ်4 blow through issue နံပါတ်5 pre-coup issue နံပါတ်6 make up issue နံပါတ်9 CU system issue နဲ့နံပါတ်10 VAV system issue ပြီးတော့ကျွန်တော်ရှင်းမျိုးခွဲလို့ရပါတယ်နံပါတ်1 horizontal issue ဆိုတော့ကျွန်တော်ဘယ်လိုဟာမျိုးကိုကျွန်တော် horizontal issue လို့ခေါ်လဲဆိုတော့ကျွန်တော်ဒီပုံမှန် figure 3.1ကြည့်မယ်ဆိုတော့ cooling coil နဲ့ကျွန်တော်တို့ cooling coil နဲ့ fan ရဲ့ position ကတန်းနဲ့ဖြစ်နေသူ့ကိုဘာလို့ခေါ်လဲဆိုတော့ horizontal issue လို့ကျွန်တော်ခေါ်ပါတယ် vertical issue ကတော့ cooling coil နဲ့ကျွန်တော် fan ရဲ့ position က fan position က vertical တန်းနဲ့ vertical ဖြစ်နေတယ်ဆိုရင်ဒီ issue မျိုးကိုကျွန်တော် vertical issue လို့ခေါ်ပါတယ်ဒါ body configuration ကဒါ issue နှစ်မျိုးရှိပါတယ်နောက်ထပ် issue နံပါတ်3အမျိုးအစားကကျွန်တော် draw through issue draw through issue ဆိုတာ cooling coil ရဲ့အရှိတ်ဘက်ချမ်းမှာ cooling coil ရဲ့ဘယ်ဘက်ချမ်းမှာပုံရဆိုဘယ်ဘက်ချမ်း cooling coil ရဲ့အရှိတ်ဘက်ချမ်းမှာဒီ cooling coil ရှိရနေလေကိုဆွဲသွင်းတဲ့အမျိုးအစား issue ကိုကျွန်တော် draw through issue လို့ခေါ်ပါတယ်ဒါနံပါတ်3ကကျွန်တော် configuration ခွဲတာနံပါတ်4ဒါ configuration ကတော့ကျွန်တော်ဒီ cooling coil ရဲ့နောက်မှာက issue ရောက်နေမယ် sorry fan ရောက်နေမယ်ဆိုရင် fan position မှာ fan က cooling coil အရှိတ်မှာရှိရင် draw through လို့ခေါ်ပြီး fan ရဲ့ position က cooling coil နောက်မှာရောက်နေသူ့ကိုကျွန်တော်ဘာလို့ခေါ်ဆိုရင် blow through issue လို့ခေါ်ပါတယ်နောက်တစ်ခုကနံပါတ်5မျိုးစ pre-coup issue နဲ့နံပါတ်6ပိုင်းဆို MAU make it air unit ခေါ်ပါတယ် pre-coup issue တွေအများစုကအဓိကကျွန်တော် hotel တွေနောက်တစ်ခုကဒီ issue တွေကိုတွားတဲ့အခါမှာကျွန်တော်တို့ပါဆိုလေကိုကူလောင်းလို့ဖို့ရည်ရွယ်ချက်နဲ့ကျွန်တော် pre-coup issue ကိုတုံးတယ်တနည်းအားဖြင့်သူ့ကိုကျွန်တော် 100% fresh air ခေါ်ပါတယ်နောက်တစ်ခုက issue ဝင်တဲ့လေကို fresh air လေနဲ့အစားမှာကျွန်တော်အစားပြီးတော့လေကိုကူလောင်းလို့ဖို့ရည်ရွယ်ချက်ကျွန်တော်တို့ pre-coup issue ကိုတုံးလို့ရှိပါအခုမျိုးစား make it air unit ကအထူးကျွန်တော် PAU နဲ့လှုပ်ဆောင်မှုအတူတူပဲဒါပေမဲ့သူကခွာခြားချက်ကကျွန်တော်အတိအဘယ်မှာသုံးလို့ရှိရဆို clean လုံးနေမှာအများဆုံးကျွန်တော်သုံးပါတယ်သူက latent heat ကိုဦးစားပေးပြီးတော့ latent heat ကိုဦးစားပေးချတဲ့နေရာမှာ make it issue သုံးပြီးတော့ကျွန်တော်တို့က sensitive heat ကိုအဓိကချတဲ့နေရာမျိုးမှာ pH ကိုသုံးပါနှစ်ခုလုံးတော့ဒီ pH နဲ့ MAH မျိုးစလုံးကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ pre-coup issue လို့ခေါ်ပါ sorry 100% fresh air issue လို့ကျွန်တော်တို့ခေါ်ပါတယ်နောက်ဆုံးတစ်ခုကじゃ system ရကျွန်တော်ရွေးမယ်ဆိုတော့ issue တစ်လုံးကိုကျွန်တော် system တရားရွေးမယ်ဆိုတော့နှစ်မျိုးပဲရှိပါ CU system သုံးတဲ့ issue နဲ့ကျွန်တော်ပါဆို VAV system သုံးတဲ့ issue ဆိုနှစ်မျိုးရှိပါ CU system ကကျွန်တော်တို့အဓိကကျွန်တော်တို့ပါလဲဆိုအဓိက PHS မဖြစ်တဲ့နေရာမျိုးတွေမှာကျွန်တော် CU system သုံးပြီးတော့ဆို commercial building အများစုမှာကျွန်တော်ဘာကိုသုံးလဲဆိုရင် VAV system သုံးပါတယ်အဲ့တော့အဓိကကျွန်တော် issue complication ကွာရှင်းမျိုးရှိပြီးတော့ design ကွာတော့နှစ်မျိုးပဲရှိတယ် CU system သုံးတဲ့ issue နဲ့ VAV system သုံးတဲ့ issue ဆိုနှစ်မျိုးရှိပါတယ်ဒါဆိုတော့ကျွန်တော်အကြမ်းမြင်အဖြစ် issue ကိုဘယ်လိုခွဲလဲဆိုတာနားလည်မလို့ကျွန်တော်ယူဆပါတယ်နောက်ပိုင်းမှာကျွန်တော်ဆက်ပြီးတော့ question number အပိုင်း4ဆက်ပြီးတော့ဆက်သွားမယ်ဒီနေ့တော့ဆက်တလောင်းနဲ့ကျွန်တော်ရနာဝင်ပေးပါ